小鸡。ဒီမှာကြည်နူးရကောင်းတဲ့မြင်ကွင်းလေးပါဗျာအခုတက်မတော်သားနဲ့ပြည်သူတွေကပေါက်ဖွာလာတဲ့တက်မတော်သားတွေရဲ့အောင်မြင်မှုတွေပါဗျာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဘာပြောအမြဲကာဝယ်စောင့်ရှောက်နေရဆိုတာတိုင်းပြည်ပြည်ကဘာတိကျွန်တော်မဲမဲနှကောင်းနှံပေါင်းနေတဲ့တိတွေပါဗျာမျိုးဘာသာသာသနာအတွက်ကာကွယ်နေတဲ့မြမတက်မတော်ကြီးပါဗျာလက်ခုပ်တန်းနေနဲ့ကောင်းကောင်းတော့သူနေရကြပါ